အစာအဆိပ်သင့်ခြင်း food poisoning ဆိုတာမတန့်ရှင်းတဲ့အစာတွေဒါမှမဟုတ်ပိုးမွှား bacteria virus ကပ်ပါပိုးတွေနဲ့အဆိပ်အတောက်တွေပါဝင်နေတဲ့အစာအသောက်တွေကိုစားမိရာကနေဖြစ်ပေါ်လာတဲ့ယောဂဖြစ်ပါတယ်။အစာအဆိပ်သင့်တဲ့အခါပြတတ်တဲ့လက္ခဏာတွေနဲ့ဘယ်လိုကာကွယ်ရမလဲဆိုတာကိုအောက်မှာအသေးစိတ်ရှင်းပြပေးလိုက်ပါတယ်။အစာအဆိပ်သင့်ခြင်းရဲ့လက္ခဏာများပုံမှန်အားဖြင့်အစာစားပြီးနာရီပိုင်းအတွင်းမှာဒါမှမဟုတ်ရက်အနည်းငယ်အတွင်းမှာလက္ခဏာတွေစပြတတ်ပါတယ်။ဘိုက်အောင်ဘိုက်ရခြင်းဝမ်းဘိုက်ထဲမှာပြင်းပြင်းထန်ထန်နာကျင်တာမျိုးဖြစ်တတ်ပါတယ်။ပြော့အန်ခြင်းစားထားတာလေးပြန်ထွက်လာတာဒါမှမဟုတ်အဆက်မပြတ်အန်နေတာမျိုးပါ။ဝမ်းလျှော်ခြင်းဝမ်းသွားတာအရည်တွေကြီးပဲသွားတာမျိုးတချို့မှာသွေးပါတာမျိုးဖြစ်နေပါတယ်။ဖျားခြင်းခန္ဓာကိုယ်အပူချိန်တက်လာပြီးချမ်းတုံတာမျိုးဖြစ်တတ်ပါတယ်။ခေါင်းကိုယ်ကိုက်ခြင်းနဲ့နှုံချခြင်းရေဓာတ်ခန်းထွားလာတဲ့အတွက်အားအင်ကုန်ခန်းလာတာပါ။အဖြစ်များရသည့်အကြောင်းအရာများအဓိကအားဖြင့်အောက်ပါအချက်တွေကြောင့်ဖြစ်ရတာပါ။မတန့်ရှင်းသောလက်အစာမစားခင်ဒါမှမဟုတ်အစာမပြင်းစင်ခင်လက်ကိုစင်ကြယ်အောင်မဆေးခြင်းချက်ပြိုးပုံမမှန်ခြင်းအသားတွေကိုတေချာနူးအောင်မချက်ခြင်းအထူးသဖြင့်ကြက်သားပတ်သားနဲ့ပင်လဲစားတို့တိုးလောင်ပုံမမှန်ခြင်းအစားအသောက်တွေကိုရေမနာအောင်မဖုံးအုပ်ထားခြင်းသို့မဟုတ်အေးခဲ့ရမယ့်အစာတွေကိုအပြင်းမှတီတိုင်းထားခြင်းညဉ့်ညမ်းသောရေမတန့်ရှင်းတဲ့ရေကိုတောက်သုံးခြင်းသို့မဟုတ်အသီးအနှံတွေကိုမတန့်ရှင်းတဲ့ရေနဲ့ဆေးကြောခြင်းအိမ်တွင်းကုသနည်းနဲ့ရှေးဦးတူနာပြုစုခြင်းအစာအဆိပ်သင့်ကအပြင်းထန်မဟုတ်ရင်အိမ်မှာပဲဒီလိုဂရုစိုက်နိုင်ပါတယ်ရေဓာတ်ဖြည့်တင်းမှာဝမ်းသွားတာနဲ့အန်တာကြောင့်ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်ဖြည့်ဖို့ဓာတ်စားရည် ORS ကိုနည်းနည်းချင်းစီခဏခဏတောက်ပေးပါအစာအရင်ကိုအနားပေးပါအာနေတာထက်တာသွားတဲ့အထိနာရီအနည်းငယ်လောက်အစာမမာတိမစားပါနဲ့ဦးပျော့ပျော့အေးအေးစားပါပြန်စားတဲ့အခါစံပြုတ်ပေါင်မနုတ်ငပြောသီးစားတဲ့အစာကြီးလွယ်တာတွေကိုပဲအနည်းငယ်စီစားပေးပါရှောင်ကျဉ်ရများနို့ထွက်ကြိုက်စည်းများကဖိန်းတက်လက်ထည်ရည်ကော်ဖီအဆက်နဲ့အစီများတဲ့အစာအစာတွေကိုခဏရှောင်ပါဘယ်အချိန်မှဆရာဝန်ပြတဲ့လဲအောက်ပါအခြေအနေတွေဖြစ်လာရင်တော့ဆေးရုံဆေးကန်အမြန်သွားဖို့လိုအပ်ပါတယ်အဆက်မပြတ်အန်နေပြီးရေတောင်တောက်လို့မရတော့ရင်ဝမ်းထဲမှာသွေးပါလာရင်ပြင်းပြင်းထန်ထန်ပိုက်အောင်ရင်ကိုယ်အပူချိန်100တေသို့မဟုတ်38 Celsius ထက်ကျော်ရင်ခြေကုံလက်ပန်းကျပြီးမျက်တွင်းချုံတာစီးမထတော့လာမျိုးဖြစ်လာရင်ပြင်းထန်တဲ့ရေဓာတ်ခန်းထွားမှုဖြစ်လာရင်ဒီအချက်အလက်ကတင့်အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်